အင်္ဂါဘဝလေးကနေအိမ်မက်ဘဝလေးကိုပြောင်းလဲဖို့အတွက်အခွင့်အရေးတစ်ခုအင်္ဂါဘဝနဲ့တစ်သလုံးနေထိုင်သွားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုပါဒီနေ့ခေတ်မှာလူတိုင်းအိမ်မက်ဆိုင်နိုင်ဖို့စိတ်ကူးရင်နေကြပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဖို့ခွင့်ရမရရှိတာကြောင့်နောက်ကျနေတတ်ကြပါတယ်ဒါကြောင့်မလို့ညီမတို့ Linsabari Estate ကနေပြီးတော့ New Ambia Construction, City Construction နဲ့ BES German Subaru နဲ့အတူပူးပေါင်းပြီးတော့မြို့နယ်ဆောင်ကွန်ဒိုတိုက်ခန်းအယောင်မြောက်ဝဲကြီးကို၅ချိန်မြောက်စီစဉ်ပေးလိုက်ပါပြီ။သိန်း1000ဝန်းကျင်မှာ3000ဝန်းကျင်အထိတိုက်ခန်းအယောင်များ3000ဝန်းကျင်မှာ3000အထိမီနီကွန်ဒိုအယောင်များနဲ့3000ဝန်းကျင်မှာ3000ဝန်းကျင်အထိ luxury ကွန်ဒိုအယောင်များနဲ့ကမ္ဘာလုံးမြို့ဝယ်ယူနိုင်တဲ့ကျိုးပိုင်းကွန်ဒိုတိုက်ခန်းအယောင်များကိုတနေရာထဲမှာတစ်ထိုင်နဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဒီရောက်ပြဝဲကြီးမှာဆိုလို့ရှိရင် New Ambia Construction နဲ့ City Construction တို့မှာဆောက်လုပ်ထားတဲ့ကျိုးပိုင်းတိုက်ခန်းတွေနဲ့ပြည်သားအခန်းတွေကိုတနေရာထဲမှာတစ်ထိုင်နဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့အခြားသောအိမ်ခြံမြေတွေကိုလည်းတနေရာထဲမှာစုံလင်စွာရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ New Ambia Construction နဲ့ City Construction တို့မှာအခန်းတွေကိုဝယ်ယူအားပေးတဲ့မိတ်ဆွေတို့အတွက်300အထိအထူးသက်သာခွင့်ရရှိမဲ့အပြင် BES German Subaru မှာရွှေတယ်မပါလက်ဝတ်ရတနာဝယ်ယူခွင့် 25% discount gift card ကိုလည်းပေးအပ်သွားမှာဖြစ်ပါတယ်။အခြားသောအိမ်ခြံမြေဝယ်ယူတဲ့မိတ်ဆွေတို့အတွက်လည်း BES German Subaru မှာရွှေတယ်မပါလက်ဝတ်ရတနာဝယ်ယူခွင့် 25% discount gift card ကိုလည်းထပ်မံပေးအပ်သွားမှာဖြစ်လို့အင်္ဂါဘဝလေးကနေအိမ်မက်ဘဝလေးကိုပြောင်းလဲဖို့အတွက်အခွင့်အရေးကြီးတစ်ခုဖြစ်တာကြောင့်လက်မလွတ်တွဲနဲ့အခုချက်ချင်းအယောင်လန်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ကျဝဲကျမပြုလုပ်မယ်နေ့ရက်လေးကတော့ဖေဖော်ဝါရီလ9ရက်10ရက်စနေတနင်္ဂနွေ2ရက်ကျမပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့မနက်10:00နာရီကနေညနေ4:00နာရီအထိကျမပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကျဝဲပြုလုပ်မယ်လိပ်စာလေးကတော့အမှတ်115ကကြီးနေ့ရက်ကျော်9လ9ရက်ကွယ်တောင်းဖလာပါမြို့နယ်မှာကျမပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အိမ်ခြံမြေကိုတိုက်ခန်းနေတဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့ Linsabari Estate ကအမြဲဆင်သင့်ရှိနေပါတယ်ရှင်။